မင်းကလေးကသူမရဲ့လက်ဖွားကိုကတ်ကြေးနဲ့တမင်တကာလှီးလိုက်ပါတယ်။အိမ်နီးချင်းမိသားစုတွေကတယောက်နေမကောင်းဖြစ်နေလို့ငွေရှာပေးခြင်းနဲ့စေတနာနဲ့သူမဒီလိုလုပ်ခဲ့တာပါ။ဒါပေမဲ့မမျှော်လင့်ပဲအဲ့ဒီအိမ်နီးချင်းကရွာလုံးအနှံ့လိုက်ပြောလိုက်ပါတယ်။လောဘကြီးတဲ့ရွာသားတွေကသူမကိုပတ်စံတွေထွေးထုတ်ပေးဖို့အတင်းကျပ်ခိုင်းကြပါတော့တယ်။တခြားရွေးချယ်စရာမရှိတဲ့မိန်းကလေးဟာသူမကိုသူမထက်ခါတလဲလဲလှီးခဲ့ရပေမဲ့လူတစ်ယောက်ကသူမအလုပ်လုပ်တာနှီးတယ်ဆိုပြီးရရက်ဆက်ဆက်ရိုက်နှက်ပါတော့တယ်။နာကျင်မှုတွေပြင်းထန်လာတာနဲ့အမျှမိန်းကလေးဟာရွှေတွေကိုပါထွေးထုတ်လာနိုင်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ရွာသားတွေဟာအလွန်အမင်းဝမ်းသာသွားကြပါတယ်။ဒါပေမဲ့အဲ့ဒီရွှေတွေကသူတို့ခွဲဝေဖို့မလုံလောက်သေးပါဘူး။အဲ့ဒီလူကလူတိုင်းဝေစုရတဲ့အထိရွှေတွေထွေးထုတ်ဖို့သူမကိုဆက်ပြီးနှိပ်စက်ပါတော့တယ်။ရွာသားတွေဟာဒီလောက်နဲ့တင်အားမရကြသေးပဲမိန်းကလေးကိုမြေအောက်ခန်းထဲမှာပိတ်လောင်ထားလိုက်ကြပါတယ်။သူတို့ကသူမကိုရွာရဲ့ပတ်စံထုတ်ဆက်တစ်ခုလိုဖြစ်စေခြင်းခဲ့တာပါ။ပတ်စံလိုချင်တဲ့သူတိုင်းလာပြီးနှိပ်စက်ကြပါတယ်။အဆုံးမရှိတဲ့နှိပ်စက်မှုတွေအောက်မှာမိန်းကလေးဟာဒဏ်ရာတွေနဲ့နောက်ဆုံးမှာသေဆုံးသွားခဲ့ပါတယ်။ကံကောင်းကျင်တော့ကောင်းကင်ဘုံကသူမကိုတနာလို့လားမသိတလစောပြီးသူမပြန်လဲမွေးဖွားလာခဲ့ပါတယ်။မိန်းကလေးကရွာသားတွေကိုနေတိုင်းကုသပေးနေတဲ့ရွာကဆရာဝန်တစ်ယောက်ပါ။ဒီနေ့မှာတော့ထူးဆန်းတာတစ်ခုဖြစ်ခဲ့ပါတယ်။ရွာကရေတွင်းထဲကနေရွှေရောင်လင်းတွေတောက်ပလာပြီးရေတွေတောင်လက်လာပါတယ်။လူတိုင်းဘေးကင်းဖို့အတွက်မိန်းကလေးကအဲ့ဒီရေကိုပထမဆုံးအကြိမ်တတိရှိရှိတောက်ပြလိုက်ပါတယ်။မမျှော်လင့်ပဲသူမဟာပတ်စံတွေထွေးထုတ်နိုင်တဲ့စွမ်းအားရရှိသွားပါတယ်။ဒါပေမဲ့ကျေးဇူးတင်ရမယ့်အစားရွာသားတွေကသူမကိုတေတဲ့အထိနှိပ်စက်ပြီးပတ်စံတွေပိုးထုတ်ခိုင်းခဲ့ကြပါတယ်။ကံကောင်းထောက်မစွာနဲ့သူမပြန်လဲမွေးဖွားလာခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့အဲ့ဒီလောဘကြီးတဲ့သူတွေကိုပြန်ပေးဆက်စေဖို့သူမဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရက်ဆက်တဲ့အိမ်နီးချင်းကသူမစီပြန်ရောက်လာပါတယ်။အိမ်နီးချင်းကရေရင်းတွေကရေဟာအန္တရာယ်ရှိတယ်လို့ပြောပေမဲ့တကယ်တော့မိန်းကလေးကိုအစမ်းသက်ခံခိုင်းချင်နေတာပါ။သူမသိတာကပြန်လဲမွေးဖွားလာတဲ့မိန်းကလေးမှာအစီအစဉ်တွေရှိပြီးသားဆိုတာပါပဲ။မိန်းကလေးကအဲ့ဒီရက်ဆက်တဲ့လူကိုရေရင်းတွေကရေကိုချက်ချင်းအရင်တောက်ခိုင်းလိုက်ပါတယ်။ရေကိုတောက်ပြီးနောက်မှာအဲ့ဒီလူကဘာမှထူးခြားတာမတွေ့ရပေမဲ့မိန်းကလေးကတော့နောက်ထပ်ခြေလမ်းတစ်ခုကိုပြင်ဆင်ထားပြီးပါပြီ။အဲ့ဒီလူကပတ်စံတွေထွေးထုတ်နိုင်နေဆိုတဲ့အမှန်တရားကိုဖော်ထုတ်ဖို့နောက်နေ့မှာရွာသားတွေကိုအခမဲ့ကျန်းမာရေးစစ်ဆေးပေးမယ်လို့သူမကြေညာလိုက်ပါတယ်။နောက်နေ့မှာမိန်းကလေးကအဲ့ဒီလူကိုအရင်ဆုံးစစ်ဆေးခံဖို့တမင်တကာလှုပ်လိုက်ပါတယ်။သူမကသူ့အတွက်တန်မိုးတွေပါတဲ့